Rational ကျောက်ဆက်နဲ့တာမန်ကျောက်ဆက်ကဘာတွေကွာခြားသွားလဲအားသာချက်တွေကရောဘာတွေလဲရိုးရိုးကျောက်ဆက်တွေကကာဗွန်ဘရက်ရှ်ပါဝင်ပြီးကာဗွန်အပိုလဲလဲရတဲ့အတွက်ကြောင့်မလို့ကုန်ကျစရိတ်များနိုင်ပါတယ်ရှင်ဒါပေမဲ့ဒီ brecciated ကျောက်ဆက်ကလေးကဆိုလို့ရှိရင်ပေါ့နော်တန်လိုက်ဆက်ခွင်းနဲ့ electronic နည်းပညာနဲ့ level စေရအတွက်ကြောင့်မလို့အခြေကိုတက်တာပြီးတော့ကြာလဲအသုံးခံနိုင်မှာပဲဖြစ်ပါတယ်ရှင်ကာဗွန်ဘရက်ရှ်ပါရဲ့ကျောက်ဆက်တွေလို့ပွတ်တိုက်မရှိတဲ့အတွက်ကြောင့်မလို့အချိန်ကြာကြီးသုံးနေတော့မှဆက်ကပူလာတာတွေမော်တာလောင်တာတွေမျိုးလုံးဝဖြစ်မှာမဟုတ်ဘူးနော်ပြီးတော့မော်တာရဲ့ circuit ပြားမှာကမော်တာကိုမလောင်အောင်အော်တိုဆက်ရပေးရစနစ်လေးပါသေးရဲ့ရှင်ဘက်ထရီကလည်း 4.0 ampere ပါရှိတဲ့အတွက်ကြောင့်မလို့တာမန်ပုံစံလေးနဲ့မတူဘဲနဲ့နှစ်ထပ်ပုံစံလေးဖြစ်နေပါတယ်ရှင်ဒါအပြင်တနာရီအားသွင်းထားလို့ရှိရင်9နာရီလောက်ထိကိုအသုံးခံနိုင်ပါတယ်ဒါအပြင်ဘက်ထရီကိုရှိမရှိကိုလည်းစစ်ဆေးနိုင်တဲ့ indicator လေးပါဝင်ပါသေးတယ်ရှင်ဒီလိုရည်သွင်းတဲ့ brushless ကျောက်ဆက်တွေကိုကျမတို့ဟိုတချီမှာရရှိနေပါပြီနော်